နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်တော်ရရှင်တို့ရှင်လန်းချမ်းကြပါစေဒီနေ့ဇွန်လ21ရက်တွင်နေ့ညကျန်းတွေ BBC မြန်မာပိုင်းစနေစတင်နေပါပြီအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းမှာဗျူဟာကျတဲ့ခပ်ပတ်မြို့ကိုစစ်တပ်ကပြန်သိမ်းနိုင်ပြီဆိုတာအမှန်ပဲလားစစ်ပေးရှောင်းအကုန်လုံးပေးလာကြတယ်ကလေးမြောက်တဲ့ရွာတွေလက်ပံချောင်းချင်းစုမြောက်ချောင်းအဲ့ဘက်ကိုအကုန်ပေးလာကြတာတခါဒီမြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ချင်းချွေရောဂိတ်ကိုပြန်ဖွင့်မှုစီစဉ်နေကြတဲ့တဲ့မကြခင်မှာပြည့်စုံကိုကြားကြမှာပါကျွန်တော်ကရေမော်မှာခင်ဗျအမေရိကန်နဲ့အီရန်ကြားစစ်ပွဲကိုဆုံးသက်ပြီးတော့ရေရှည်ငြိမ်းချမ်းရေးအတွက်အသေးစိတ်ဆွေးနွေးမှုတွေကိုဆွစ်ဇာလန်မှာစတင်လိုက်ကြပါပြီအမေရိကန်နဲ့အီရန်နှစ်ဖက်ကညှိနှိုင်းရေးမှုတွေအဲ့မှာဆွေးနွေးနေကြပြီးတော့ဂျာကန်ဆောင်ရွက်ပေးတဲ့ပါကစ္စတန်နဲ့ကာတာကကုသရေတွေလည်းဆွေးနွေးမှုတွေထဲပါဝင်ပါတယ်။ Israel Hezbollah အရေးနဲ့ထိန်းခဏတဲ့အီရန်ဗနာငွေအရေးတွေကိုလည်းဆွေးနွေးမှုတွေထဲမှာပါဝင်တယ်လို့အီရန်နိုင်ငံမှရုပ်မြင်သံကြားကထုတ်လွှင့်ပါတယ်။ဆွေးနွေးပွဲမှာရှိနေတဲ့အမေရိကန်ဒုတိယသမ္မတ JD Vance ကနျူကလ িয়ার ရေးနဲ့လက်ဘနွန်ရေးကိစ္စတွေတိုးတက်မှုရရှိလာလိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းပြောပါတယ်မြန်မာစစ်တပ်ဟာနိုင်ငံတွင်းမှာမတွေးဝင့်စရာထိခိုက်ခံစားရမှုတွေဖြစ်အောင်လုပ်နေပြီးတော့လူခွင့်ရေးကိုထိလှန့်စရာချိုးဖောက်မှုတွေကိုဆက်လုပ်နေတာကြောင့်ကမ္ဘာနိုင်ငံတွေနဲ့မြန်မာစစ်တပ်ကိုလက်နက်မရောင်းကြဖို့ကုလသမဂ္ဂဆိုင်ရာဥရောပသမဂ္ဂတမန်ကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Miss Julie Bishop ကမြန်မာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တွေ့ရှိမှုအခြေအနေကိုကုလသမဂ္ဂအထူးညီလာခံမှာမနေ့ကတယောက်ရှင်းပြနေချိန်မှာ EU သမ္မတ Hadal Samson ကအခုလိုပြောလိုက်တာပါနေပြီးတော့မှစစ်ကောင်ဆောင်စုဖွဲ့ဟာရုပ်ကပဲလုပ်ပြီးတော့ရသားတွင်ပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ချိန်ထဲမှာပဲစစ်တပ်ကစာတင်ကြောင်းနဲ့စီးရုံတွေကိုပြစ်မှတ်ထားပုံညတာတွေဆက်ဖြစ်နေသေးပဲလို့ EU သမ္မတကပြောပါတယ်မနေ့ကထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်အတွင်းဆောက်လက်စာရထားလမ်းဥမင်လှိုင်ကောင်းတနေရာမှာညမ်းပြိုကျခဲ့တာကြောင့်လူသမား2ယောက်သေဆုံးကြတဲ့အထက်တယောက်ကမြန်မာနိုင်ငံသားဖြစ်တဲ့အကြောင်းထိုင်းနိုင်ငံအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းပြည်ထောင်ဌာနကသေဆုံးသူမြန်မာနိုင်ငံသားဟာအသက်29နှစ်အရွယ်ကိုတူးလို့ဆိုပါတယ်။ထိုင်းသတင်းတွေထဲမှာတော့အဲ့ဒီညမ်းပြိုကျခဲ့မှုမှာနောက်ထပ်ဒဏ်ရာရတဲ့သူ9ယောက်ရှိပြီးတော့အဲ့ထက်က3ယောက်ကဆိုရင်ရတဲ့အခြေအနေလို့သိရပါတယ်။ယထာဥမင်လိုင်ငံရဲ့ညမ်းပြိုကျခဲ့တဲ့နေရာဟာလာအိုနယ်စပ်ထိဆက်မဲ့ဒန်ချန်ချင်းရိုင်ချန်ကိုင်းမြေထလိုင်းပိုင်းဆောက်လုပ်ရေးမှာဖြစ်ပွားခဲ့တာပါထိုင်းမြေထဌာနကအခုဖြစ်စဉ်မှာဒေဆုံးရသူထိခိုက်ရသူတွေအတွက်ဝမ်းနည်းကြောင်းပြောသလိုထိုင်းအာဏာပိုင်တွေကလည်းနေနာသူတွေအတွက်အကူအညီနဲ့နေနာကြီးတွေပေးဖို့ရှိတဲ့အကြောင်းထိုင်းသတင်းတွေကဖော်ပြပါတယ်သိမ့်ပိုက်ခိုင်ခရိုင်းမီးယားမှာရုရှားတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးကလောင်စာဆီတွေကိုလူထုကိုရောင်းတာစီးပွားရေးလုပ်ငန်းတွေကိုရောင်းတာစတာတွေကိုရပ်ဆိုင်းထားလိုက်ပါတယ်။ယူကရိန်းတို့ကခရိုင်းမီးယားကရေနံပိုက်လိုင်းတွေအခြေခံအဆောက်အဦတွေကိုတိုက်ခိုက်လာတဲ့နောက်သူကအခုလိုကန့်သတ်မှုတွေကိုလုပ်လိုက်တာပါ။အဲ့ဒီအုပ်ချုပ်ရေးမှူးဆာဂေအစီယိုနော့ဖ်ကအစိုးရပိုင်းလုပ်ငန်းတွေကိုပဲလောင်စာဆီရောင်းတော့မယ်လို့ဆိုပါတယ်။ခရိုင်းမီးယားကျွန်းဆွယ်ကိုညကယူကရိန်းတို့ရဲ့တိုက်ခိုက်မှုကြောင့်လူ4ယောက်သေဆုံးပြီးတော့နောက်ထပ်လူ28ယောက်ဒဏ်ရာရခဲ့တယ်လို့လည်းသူကပြောပါတယ်။ရုရှားရဲ့ရေနံနဲ့စီးရီးပြစ်မှတ်တွေကိုတာဝဲပြပြီးတော့တိုက်ခိုက်နိုင်တဲ့အပေါ်ယူကရိန်းသမ္မတဗလိုဒိုမီယာဇယ်လန်စကီကသူ့ရဲ့စစ်တပ်ကိုချီးကျူးခဲ့ပါတယ်။ဖီလာကဘင်္ဂလားဒေ့ရှ်မှာအနာရလာတဲ့ဝန်ကြီးချုပ်ဒါရစ်ရာမန်ဟာသူ့ရဲ့ပထမဆုံးနိုင်ငံခီးစဉ်ကိုစတင်လိုက်ပါတယ်။သူဟာအာရှကမိဖက်နိုင်ငံတွေနဲ့စီးပွားရေးဆက်ဆံမှုတွေကိုပို့ပြီးတော့တိုးမြှင့်မှုအတွက်မလေးရှားနဲ့တရုတ်နိုင်ငံတွေစီကိုတွားရောက်ပါလိမ့်မယ်။ကွာလာလမ်ပူမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တနင်္လာနေ့မှာသူတွေ့ဆုံမှာဖြစ်ပြီးတော့တရုတ်ကိုဆက်ပြီးတော့ခီးထွက်ခွာပါလိမ့်မယ်။ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ဒီခီးစဉ်ဟာသူ့နိုင်ငံရဲ့စီးပွားရေးကိုပြန်နိုးထလာစေဖို့အတွက်နိုင်ငံခြားယင်းနှိမ့်နှံမှုတွေဒေသတွင်းလမ်းပန်းဆက်သွယ်ရေးတိုးမြှင့်မှုတွေအတွက်မျှော်မှန်းထားပါတယ်။
အိန္ဒိယမှာရင်လာတော့ကမေကွန်းပေါက်တယ်ဆိုပြီးတော့ရွှေ့ခဲ့တဲ့စစ်တက်ကတူဝင်ခွင့်ဆမှုဘက်အခုစစ်နေပြီးတော့ဒီဆမှုဘက်ကိုចောင်းသားပေါင်း2တန်းကျော်ကဝင်ပြေးနေပါတယ်စစ်ကြောင်းတရားဖို့အတွက်အသိကိုရှင်ပြန်ရတဲ့ဆမှုဘက်မှာ biometrics နဲ့လူကိုစစ်စစ်တာ AI သုံးကင်မရာနဲ့ဆမှုဘက်ကိုစောင့်ကြည့်တာတွေပါဝင်ဆမှုဘက်ကိုအမှားယွင်းကင်းအောင်လှုပ်ဆောင်ထားတယ်လို့မြို့သားဆမှုဘက် agency ကပြောပါတယ်ကမ္ဘာဖလားစုပွဲမှာတူနီးရှားကို၄ဂိုးမရှိနဲ့နိုင်ရန်ကောင်ကန်ခဲ့တဲ့ဂျပန်ဘောလုံးသမားတွေကိုဂျပန်သင်းနည်းပြဟာဂျီမီမိုရီရာဆုကချီးမွမ်းလိုက်ပါတယ်ဒီရက်လက်ကြောင့်ဂျပန်သင်းရှုံးထွက်ပွဲတွေအဆင့်ကိုတက်နိုင်ဖို့တဲ့ပုံနှိစက်သွားပြီးတူနီးရှားကတော့ပြိုင်ပွဲကထွက်ရဖို့ဖြစ်သွားပါတယ်ဒီနေ့မှာတော့နိုင်ပိုင်းတွင်မှာယူရိုဖလားရထားတဲ့စပိန်သင်းနဲ့ဆော်ဒီအာရေဗျသင်းတို့ကန်ကြဖို့ရှိပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ အိန္ဒိယမြန်မာနယ်စပ်ကုန်းတွေလမ်းဖြစ်တဲ့ကလေးတမှုလမ်းပေါ်ကခမ်းပတ်မြို့ကိုမနေ့ကပြန်သိမ်းလိုက်ပြီလို့စတက်ဘက်ကထုတ်ပြန်ပါတယ်။တော်လိုင်းတဲ့ဒီနေ့နေဆက်သူတွေကတော့တိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေသေးပဲလို့ဆိုပါတယ်။အဲ့ဒီခမ်းပတ်မြို့ဟာအိန္ဒိယနယ်စပ်ကုန်းတွေလမ်းကြောင်းမှာဗျူဟာမြောက်အရေးပါတဲ့မြို့လို့ဆိုကြပါတယ်။ပြည်စုံကိုမောင်ကပြပြမှာပါ။ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက်ရေးပါတဲ့ခမ်းပတ်မြို့ကိုပြန်သိမ်းလိုက်ပြီလို့စစ်တပ်ကထုတ်ပြန်လာပေမဲ့ဒီနေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့မြေပြင်စစ်ရေးချင်းတွေသိရှိသူတွေကပြောပါတယ်ဒီနေ့မနက်ပိုင်းအထိရက်ွက်တင်းတဲ့နှစ်မှာတိုက်ပွဲတွေဖြစ်နေပြီးနေ့လယ်ပိုင်းမှာစစ်တပ်ကလေယာဉ်နဲ့ဘုံလာကျဲသွားတယ်လို့ဆိုပါတယ်ခမ်းပတ်မြို့ကိုမြို့သားညညရေးအစိုးရ NUG ရဲ့ကာကွယ်ရေးတပ်တွေက2023ခုနှစ်နိုဝင်ဘာလမှာသိမ်းခဲ့တာပါဒါကြောင့်လက်ရှိအခြေအနေပေါ် NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးဦးကျော်နီကို BBC ကဒီနေ့နေ့လယ်ပိုင်းမေးကြည့်တဲ့အခါတိုက်ပွဲမပြီးသေးလို့အတိအကျပြောလို့မရသေးဘူးလို့ပြောပါတယ်စစ်တပ်ဟာကလေးတမှုလမ်းပိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့ဂျွန်လ9ရက်နေ့တည်းကကလေးဘက်ကရောတမှုဘက်ကနေပါထိုးစစ်ဆင်နေတာပါကလေးကနေခမ်းပတ်အထိကိုထိုးစစ်ဆင်နိုင်ခဲ့ပြီလို့လည်းစစ်တပ်ဘက်ကထုတ်ပြန်ထားပါတယ်ဒါပေမဲ့တမှုဘက်ကလာတဲ့စစ်ကြောင်းကတော့ဝိတုတ်ရွာကနေ80မတိုးနိုင်သေးဘူးလို့တော်လိုင်းတပ်ဖွဲ့နဲ့နီးစပ်သူတို့ကပြောပါတယ်စစ်တပ်ပြန်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ခမ်းပတ်မြို့အခြေအနေဘယ်လိုရှိနေပါလဲမြေပြင်အခြေအနေသိရှိသူတို့ကအခုလိုပြောပါတယ်အဲ့ခမ်ပန်ကိုထိန်းချုပ်ထားပြီးလို့ပြောပြီးတော့လက်ပံချောင်းကိုစစ်ပေးရှောင်းအကုန်လုံးပေးလာကြတယ်ကလေးမြောက်တဲ့ရွာတွေလက်ပံချောင်းချင်းစုမြောက်ချောင်းအဲ့ဘက်ကိုအကုန်ပေးလာကြတာစစ်တပ်ကအိန္ဒိယနယ်စပ်မိုးရေးမြို့ကနေတမှုခမ်းပတ်ကလေးလန်းအဲ့ဒီကနေမှတဆင့်ကလေးဝမုံရွာရာကြီးလန်းတစ်လျှောက်ကိုထိန်းချုပ်ဖို့ပါစ조사နေတာလို့စစ်ရေးလိလာသူတွေကပြောပါတယ်ဒါပေမဲ့အခုထိကလေးနဲ့ကလေးဝမြို့အကြားကိုလည်းအပြည့်အဝထိန်းချုပ်ထားနိုင်တာမျိုးမရှိသေးဘူးလို့မြေပြင်ချင်းတွေသိရှိသူတွေကပြောပါတယ်ဒါကြောင့်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုစစ်တပ်အပြည့်အဝထိန်းချုပ်နိုင်ဖို့လိုအောင်မယ်လို့ CDM ဗိုလ်ကြီးစင်ရောကသုံးသပ်ပါတယ်စစ်ကြောင်းကကျွန်တော်တို့ကလေးဝပေါ့နော်ကလေးဝနဲ့တဆင့်ကလေးကိုရောက်မှသာသူတို့ဒီအိန္ဒိယနေဇာလမ်းပေါ့အရင်ကျွန်တော်နေဇာပုံသွယ်ရေးလမ်းကိုပြန်ပြီးတော့တကြောင်တို့နော်ဒါတကြောင်တို့ပဲထိန်းချုပ်နိုင်တဲ့အနေအထားမျိုးရှိလာမယ်အဲ့တော့နေဇာပုံသွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်ဖို့ဆိုတာကိုပဲကျွန်တော်တို့နည်းနည်းလိုသေးတယ်သူတို့မျှော်မှန်းနေတယ်ကျွန်တော်တို့အိန္ဒိယမြန်မာထိုင်းအာရှလမ်းမကြီးအနေအထားမျိုးထိကတော့အာမကောင်းသေးတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပြီးခဲ့တဲ့ဘက်ကကလေးမြို့နီးကရာဇကြိုကျေးရွာနဲ့ရာဇကြိုဆယ်ကိုစစ်တပ်ကပြန်သိမ်းခဲ့ပါတယ်။ဒါပေမဲ့ရာဇကြိုဆယ်နီးမှာဒေသကာကွယ်ရေးတပ်တွေနဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ပေးရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကန်ခိုင်မှာရှိတဲ့ဒီမြန်မာနယ်စပ်ဂိတ်တကိတ်ရှင်းချွေဟော့ဂိတ်ကိုခေဟောင်းကိုပြင်ပြီးတော့ဂိတ်တစ်ကိုတိစောက်တာတွေလုပ်နေတယ်လို့သိရပါတယ်။လက်ရှိမှာအဲ့ဒီချင်းရွှေဟော်နယ်စပ်ဂိတ်ကနေကုန်ဒီပို့ဆောင်တဲ့မှုအခြေအနေကဘယ်လိုရှိပါလဲ။မတ်တရာကပြပြမှာပါကိုကန်တက်MND ရေးထင်းချုပ်ထားတဲ့ချင်းရွှေရော်မြို့မှာနယ်စပ်ဂိတ်အသေးတိစောက်နေတာပြီးတော့မှဖြစ်ပြီးခြံစည်းရိုးပါခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်ဂိတ်အဟောင်းမှာလည်းကုန်ကားအကြီးရောအသေးတွေပါရနာဖို့အစဉ်ပြေအောင်အေရီယာကိုပါချက်ထွင်ပြုပြင်နေတယ်လို့ဆိုကြပါတယ်နယ်စပ်ကုန်တွေကတော့တရုတ်နယ်စပ်ကနေပြည်မအထိကုန်သွယ်ရေးလမ်းကြောင်းပြန်ဆနိုင်မှုအတွက်ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ပြောကြပါတယ်ကိုကန်တက်ဘက်ကတော့ချင်းရွှေရောနယ်စပ်ဂိတ်အသေးတိစောက်တာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ဒါနဲ့ပတ်သက်ပြီးတရုတ်မြန်မာနယ်စပ်ကုန်သည်တဦးပြောတာက
ဖြစ်ပေါ်လာမဲ့စီးပွားရေးအခွင့်အလမ်းကိုပေါ့ပျော်ပြီးတော့ကြိုတင်ပြီးတော့ပြုပြင်လို့တော့ကျွန်တော်တို့လည်းယူဆတယ်။ဘာလို့ဆိုကျွန်တော်တို့ဒီရေကောင်းဘောကလည်းမောင်ဝင်းပေါက်ကြီးလည်းအဲ့လိုပဲနှစ်နိုင်ငံကားကွင်းကိုသူတို့ဘက်ကနေပြီးတော့ကြိုတင်ပြီးတော့လုပ်နေတာရှိတယ်ဗျ။ဒါနဲ့ဘယ်နှစ်ပဲရက်တာဖွင့်မယ်မဖွင့်ဘူးဆိုတာမသိဘူး။တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုနဲ့ပြီးခဲ့တဲ့နှစ်မှာနှစ်ဖက်အပြည့်ရက်ပြီးနောက်ပိုင်းကိုကန့်တက်ဟာချင်းရွှေရောနယ်စပ်ဂိတ်ကိုဖွင့်နိုင်ခဲ့ပါတယ်။အဲဒီကနေနေ့စဉ်ကုန်ကားရာကြီးနဲ့ကုန်စည်တချို့ကိုတရုတ်ဘက်တင်ပို့နေပြီးနှစ်နိုင်ငံကုန်သွယ်မှုမြင့်တင်ဆောင်ရွက်နေတယ်လို့ဒီနှစ်ဆန်းပိုင်းမှာကိုကန့်တက်ကကြေညာထားပါတယ်။ဒါပေမဲ့ရှမ်းမြောက်ဒေသတွင်းကကုန်တွေပဲပို့လို့ရတာလို့အသီးနှံတင်ပို့နေတဲ့ကုန်သည်တဦးကပြောပါတယ်။မိုင်းလာဘက်ကတော့မသွားကြဘူးသွားတယ်။3-5ရက်ကြာတယ်ဆိုရင်တို့ဘက်ကလမ်းသိဆုံးပြေကြဘူးမန္တလေးကပို့တယ်ဆိုတော့ကျွန်တော်တို့က local ပဲပို့တာဒီဘက်ကိုကျွန်တော်တို့ဘက်ကပို့လို့မရသေးဘူးမူစတီမရောက်တာမဟုတ်ကျွန်တော်ကဒီတောင်တွေကလာပြီးတော့ပြောကြတော့ဒီဘောဒီပဲပို့ကြတာလက်ရှိချင်းရွှေဟော်နယ်စပ်ဂိတ်ကနေရှမ်းမြောက်ဒေသထွက်ကုန်တွေတင်ပို့နေရတာရှိပြီးတရုတ်ဘက်ကနေ EV ဆိုင်ငယ်တွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုတင်သွင်းနေတာတွေ့ရတယ်လို့နယ်စပ်ကုန်သည်တွေကပြောပါတယ်ပြည်မဘက်ကနေလာမဲ့ကုန်ကားတွေကိုတော့တီဘောမှာစစ်တပ်ကဖျက်ခွင့်မပေးဘူးလို့ဆိုကြပါတယ်။ဒါကြောင့်မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးကအပြည့်အဝပြန်မဆနိုင်သေးဘူးလို့ကုန်သည်တွေကပြောပါတယ်။ဒါပေမဲ့နေပြည်တော်သမ္မတဦးမင်းအောင်နိုင်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမကြာခင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်နိုင်ဖို့မျှော်လင့်နေကြတယ်လို့ကုန်သည်တွေကဆိုပါတယ်။လောက်ကိုင်ဒေသချင်းရွှေဟော်မြို့နဲ့နယ်စပ်ဂိတ်တွေကို2023ခုနှစ်အောက်တိုဘာလမှာကိုကန့်တက်MNDAA ကတိတ်မိုက်ခဲ့ပြီးလက်ရှိအချိန်ထိထိန်းချုပ်ထားပါတယ်ရှင်မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကအရင်ဆိုလို့ရှိရင်နေချင်းပြီးလုပ်ပေးတဲ့နိုင်ငံကူးလက်မှတ်တန်တိုးမှုကအခုဆိုရင်ဇူလိုင်1ရက်နေ့ကစပြီးတော့3ရက်ကြာမှလို့ပြန်ထုတ်ပေးမယ်လို့သိရပါတယ်။ဘာကြောင့်လဲကိုင်းကိုဆိုကပြမှာပါ။မြန်မာတန်ယုံမှာတရက်ကိုစာအုပ်350ကနေ400ခန်းအထိကိုစစ်စစ်လောက်ကင်ရတဲ့အပေါ်အများပြည်သူစောင့်ဆိုင်းရတာမျိုးကြောင့်အဆင်မပြေကြဘူးဆိုတဲ့အကြံပြုချက်တွေကြောင့်အခုလိုပြောင်းလဲလိုက်တာလို့တန်ယုံဘက်ကအကြောင်းပြချက်ပေးထားပါတယ်။အခုလိုပြောင်းလဲမှုကဆက်အနာသိမ်းမှုကိုစန့်ကျင်ကြတဲ့မလေးရှားရောက်နိုင်ငံသားတွေကိုပို့ပြီးတော့စစ်စစ်ကြက်မှတ်ချင်တာဖြစ်နိုင်တယ်လို့မလေးရှားရောက်မြန်မာတွေကလည်းပြောကြပါတယ်။တစ်ဖက်မှာလည်းမှတ်ပုံတင်တဲ့အိမ်တော်စုစီရင်အတူတွေနဲ့မမှန်ကန်လျှောက်ထားမှုတွေရှိတာကြောင့်အခုလိုစစ်စစ်မှုတွေကိုတင်းကျပ်တာမျိုးလို့မြန်မာတန်ယုံမှာအဝင်ထွက်ရှိတဲ့မြန်မာအချို့ကဆိုရှယ်မီဒီယာတွေကနေပြောဆိုကြတာမျိုးလည်းတွေ့ရပါတယ်။ဘာကြောင့်ဖြစ်နိုင်ပါသလဲမလေးရှားရောက်မြန်မာအရေးကူညီပေးနေသူကိုမင်းထိုက်က BBC ကိုအခုလိုပြောပြပါတယ်။ရချရဲဆိုတာလေကျွန်တော်တို့ရဲ့အမြင်အရပြောမယ်ဆိုရင်ရှောက်တဲ့သူကြီးကအများကြီးပဲဆိုတော့ကျွန်တော်စီမံကြည့်ပဲကိုအခုဒီတောင်းကြတဲ့သူတွေကအများကြီးရှိပါတယ်။ဒီစီနဲ့များလည်းနေချပါတယ်။အဲကြောင့်တနိုင်ငံလုံးအတိုင်းအတာတွေကဒီတရားဝင်နေတဲ့သူတွေကအများတော့စောက်ကိုလူလာနဲ့လူရှင်းကြတယ်။အခုသမတ်ချက်ကြောင့်ပြည်내အပါဝင်နယ်ဝေးကနေစာအုပ်လာလုပ်ကြတဲ့အလုပ်သမားတွေအတွက်တော့ခရီးသွားလာရတာအလုံးမှာခွင့်ယူရတာမျိုးတွေအပြင်ထက်ဆောင်ကုန်ကြစိတ်တွေထပ်မြင့်လာနိုင်တယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်။ပုံမှန်တန်းတိုးစိမ်းနှုန်းဟာမလေးရှား ringgit 200ကျော်မြန်မာငွေ2သိန်းခန့်ရှိပေမဲ့တကယ်ကုန်ကြငွေက ringgit 900ကနေ600ကြားမြန်မာငွေ9သိန်းကျော်အထိကိုကျပါတယ်။ပွဲစားတွေနဲ့လောက်ကင်ကြသူတွေဆိုရင် ringgit 2000ကျော်မြန်မာငွေနဲ့ဆိုရင်အနည်းဆုံး18သိန်းကျော်အထိကိုကုန်ကြတာတွေလည်းရှိနေတယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်။တစ်ဖက်မှာလည်းမလေးရှားကိုရောက်နေတဲ့စီရီယန်တွေကိုလက်ရှိအချိန်ထိနိုင်ငံကူးလက်မှတ်တက်တန်းတိုးခွင့်ကိုလုံးဝခွင့်မပြုပေးဘူးလို့မလေးရှားရောက်မြန်မာတွေထံကသိရပါတယ်။ဒါ့အပြင်မလေးရှားရောက်မြန်မာတွေအပေါ်အဖမ်းအဆီးတွေများလာတာကြောင့်မလေးရှားမှာရပ်တည်ဖို့အခက်အခဲရှိနေတယ်လို့မြပညာတက္ကသိုလ်ရဲ့ကတိကအဟောင်းတဦးကအခုလိုပြောပြပါတယ်။ညဘက်ဆိုရင်ကောင်းကောင်းတော့အိတ်လို့မရတဲ့အခြေအနေပေါ့လေနော်အဲ့လိုမျိုးဘယ်နေရာပဲချိန်ဆိုတာလည်းအသက်ပြောလို့မရဘူးလေနော် operation ကသူတို့ဝင်ချင်တဲ့အချိန်ဝင်ချင်တဲ့နေရာမှာဝင်လာဆိုတော့လေကလေးငယ်လေး2ယောက်နေဆိုတော့ကျွန်မတအားစိတ်ပူတယ်ပေါ့အဲ့လိုမျိုးတကယ်လို့ဖမ်းမိသွားတာတို့ဘာလို့ဆိုရင်တော့ကျွန်မတို့တော်တော်စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်ပေါ့လေမြန်မာပြည်ဆိုရင်လည်းဘယ်လိုမှပြန်လို့မရတဲ့အခြေအနေမျိုးရှိနေတာဆိုတော့လေအဲကြောင့်ကျွန်မဒီမှာနေရတာတော်တော်ကိုစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်ပေါ့။ဆက်အနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာနိုင်ငံသားအများပြားဟာမလေးရှားနိုင်ငံကိုပါထွက်ပြေးလာကြတယ်လို့မြန်မာအရေးကူညီပေးသူတွေထံကသိရပါတယ်။တော်ရရှိပါများဒီနေ့ BBC မြန်မာရဲ့ဒီညပိုင်းရီယိုထရမှုစင်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာဗီဒီယိုပြင်ကျွန်တော်တို့နောက် website Facebook YouTube စတဲ့နေရာတွေကလည်းသတင်းတွေကိုချိန်နဲ့တပြေးညီပြပို့နေတာပါတော်ရရှင်တို့ပေးပြဝေကွာလို့ရှင်လန်းချမ်းကြပါစေခင်ဗျာ BBC ကိုနားချင်တဲ့အထူးကျေးဇူးတင်ပါတယ်
လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။ BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။တော်ရရှင်တို့ရှင်လန်းချမ်းကြပါစေဒီနေ့ဇွန်လ21ရက်တွင်နေ့ညကျန်းတွေ BBC မြန်မာပိုင်းစနေစတင်နေပါပြီ။အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာဗျူဟာကျတဲ့ခပ်ပတ်မြို့ကိုစစ်တပ်ကပြန်သိမ်းနိုင်ပြီဆိုတာအမှန်ပဲလား။စစ်ပေးရှောင်းအကုန်လုံးပေးလာကြတယ်။ကလေးမြောက်တဲ့ရွာတွေလက်ပံချောင်းချင်းစုမြောက်ချောင်းအဲ့ဘက်ကိုအကုန်ပေးလာကြတာ။တခါဒီမြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခုဖြစ်တဲ့ချင်းရွှေရွာဂိတ်ကိုပြန်ဖွင့်မှုစီစဉ်နေကြတဲ့တဲ့မကြခင်မှာပြည့်စုံကိုကြားကြမှာပါကျွန်တော်ကရေမမခင်ဗျအမေရိကန်နဲ့အီရန်ကြားစစ်ပွဲကိုဆုံးသက်ပြီးတော့ရေရှည်ငြိမ်းချမ်းရေးအတွက်အသေးစိတ်ဆွေးနွေးမှုတွေကိုဆွစ်ဇာလန်မှာစတင်လိုက်ကြပါပြီအမေရိကန်နဲ့အီရန်နှစ်ဖက်ကညှိနှိုင်းမှုတွေအိမ်မှာဆွေးနွေးနေကြပြီးတော့ဂျာကန်ဆောင်ရွက်ပေးတဲ့ပါကစ္စတန်နဲ့ကာတာကကုသရေတွေလည်းဆွေးနွေးမှုတွေထဲပါဝင်ပါတယ်။ Israel Hezbollah အရေးနဲ့ထိန်းခဏတဲ့အီရန်ဗနာငွေအရေးတွေကိုလည်းဆွေးနွေးမှုတွေထဲမှာပါဝင်တယ်လို့အီရန်နိုင်ငံမှရုပ်မြင်သံကြားကထုတ်လွှင့်ပါတယ်။ဆွေးနွေးပွဲမှာရှိနေတဲ့အမေရိကန်ဒုတိယသမ္မတ JD Vance ကနျူကလ িয়ার ရေးနဲ့လက်ဘနွန်ရေးကိစ္စတွေတိုးတက်မှုရရှိလာလိမ့်မယ်လို့သူမျှော်လင့်ထားကြောင်းပြောပါတယ်မြန်မာစစ်တပ်ဟာနိုင်ငံတွင်းမှာမတွေးဝင့်စရာထိခိုက်ခံစားရမှုတွေဖြစ်အောင်လုပ်နေပြီးတော့လူခွင့်ရေးကိုထိလှန့်စရာချိုးဖောက်မှုတွေကိုဆက်လုပ်နေတာကြောင့်ကမ္ဘာနိုင်ငံတွေနဲ့မြန်မာစစ်တပ်ကိုလက်နက်မရောင်းကြဖို့ကုလသမဂ္ဂဆိုင်ရာဥရောပသမဂ္ဂတမန်ကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Miss Julie Bishop ကမြန်မာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တွေ့ရှိမှုအခြေအနေကိုကုလသမဂ္ဂအထူးညီလာခံမှာမနေ့ကတယောက်ရှင်းပြနေချိန်မှာ EU သမတ်ဟာဒါဆမ်ဆွန်ကအခုလိုပြောလိုက်တာပါနေပြီးတော့မှစစ်ကောင်ဆောင်စုဖွဲ့ဟာရုပ်ကပဲလုပ်ပြီးတော့ရသားတွင်ပြောင်းလဲဖို့ကျိုးပန်းနေတဲ့ချိန်ထဲမှာပဲစစ်တပ်ကစာတင်ကြောင်းနဲ့စီးရုံတွေကိုပြစ်မှတ်ထားပုံညတာတွေဆက်ဖြစ်နေသေးပဲလို့ EU သမတ်ကပြောပါတယ်မနေ့ကထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်ခရိုင်အတွင်းဆော်လက်စာရထားလမ်းဥမင်လှိုင်ကောင်းတနေရာမှာညမ်းပြိုကျခဲ့တာကြောင့်လူသမား2ယောက်သေဆုံးကြတဲ့အထက်တယောက်ကမြန်မာနိုင်ငံသားဖြစ်တဲ့အကြောင်းထိုင်းနိုင်ငံအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထိုင်းပြည်ထောင်စုကသေဆုံးသူမြန်မာနိုင်ငံသားဟာအသက်29နှစ်အရွယ်ကိုတူးလို့ဆိုပါတယ်။ထိုင်းသတင်းတွေထဲမှာတော့အဲ့ဒီညမ်းပြိုကျခဲ့မှုမှာနောက်ထပ်ဒဏ်ရာရတဲ့သူ9ယောက်ရှိပြီးတော့အဲ့ထက်က3ယောက်ကဆိုရင်ရတဲ့အခြေအနေလို့သိရပါတယ်။ယထာဥမင်လိုင်ငောင်းရဲ့ညံပြိုကျခဲ့တဲ့နေရာဟာလာအိုနယ်စပ်ထိဆက်မဲ့ဒန်ချိုင်ချင်းရိုင်ချန်ကိုင်းမြေထလိုင်းပိုင်းဆောက်လုပ်ရေးမှာဖြစ်ပွားခဲ့တာပါထိုင်းမြေထဌာနကအခုဖြစ်စဉ်မှာတေဆုံးရသူထိခိုက်ရသူတွေအတွက်ဝမ်းနည်းကြောင်းပြောသလိုထိုင်းအာဏာပိုင်တွေကလည်းနေနာသူတွေအတွက်အကူအညီနဲ့နေနာကြီးတွေပေးဖို့ရှိတဲ့အကြောင်းထိုင်းသတင်းတွေကဖော်ပြပါတယ်သိမ့်ပိုက်ခိုင်ခရိုင်းမီးယားမှာရုရှားတို့ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးကလောင်စာဆီတွေကိုလူထုကိုရောင်းတာစီးပွားရေးလုပ်ငန်းတွေကိုရောင်းတာစတာတွေကိုရပ်ဆိုင်းထားလိုက်ပါတယ်။ယူကရိန်းတို့ကခရိုင်းမီးယားကရေနံပိုက်လိုင်းတွေအခြေခံအဆောက်အဦတွေကိုတိုက်ခိုက်လာတဲ့နောက်သူကအခုလိုကန့်သတ်မှုတွေကိုလုပ်လိုက်တာပါ။အဲ့ဒီအုပ်ချုပ်ရေးမှူးဆာဂေအစီယိုနော့ဖ်ကအစိုးရပိုင်းလုပ်ငန်းတွေကိုပဲလောင်စာဆီရောင်းတော့မယ်လို့ဆိုပါတယ်။ခရိုင်းမီးယားကျွန်းဆွယ်ကိုညကယူကရိန်းတို့ရဲ့တိုက်ခိုက်မှုကြောင့်လူ4ယောက်သေဆုံးပြီးတော့နောက်ထပ်လူ28ယောက်ဒဏ်ရာရခဲ့တယ်လို့လည်းသူကပြောပါတယ်။ရုရှားရဲ့ရေနံနဲ့စီးပွားရေးမှတ်တွေကိုတာဝဲပြပြီးတော့တိုက်ခိုက်နိုင်တဲ့အပေါ်ယူကရိန်းသမ္မတဗလိုဒိုမီယာဇယ်လန်စကီကသူ့ရဲ့စစ်တပ်ကိုချီးကျူးခဲ့ပါတယ်။ဖီလာကဘင်္ဂလားဒေ့ရှ်မှာအနာရလာတဲ့ဝန်ကြီးချုပ်ဒါရက်ရာမန်ဟာသူ့ရဲ့ပထမဆုံးနိုင်ငံခီးစဉ်ကိုစတင်လိုက်ပါတယ်။သူဟာအာရှကမိဖက်နိုင်ငံတွေနဲ့စီးပွားရေးဆက်ဆံမှုတွေကိုပို့ပြီးတော့တိုးမြှင့်မှုအတွက်မလေးရှားနဲ့တရုတ်နိုင်ငံတွေစီကိုတွားရောက်ပါလိမ့်မယ်။
ကွာလာလမ်ပူမှာမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့တနင်္လာနေ့မှာသူတွေ့ဆုံမှာဖြစ်ပြီးတော့တရုတ်ကိုဆက်ပြီးတော့ခီးထွက်ခွာပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ဒီခီးစဉ်ဟာသူ့နိုင်ငံရဲ့စီးပွားရေးကိုပြန်နိုးထလာစေဖို့အတွက်နိုင်ငံခြားယင်းနှိမ့်နှံမှုတွေဒေသတွင်းလမ်းပန်းဆက်သွယ်ရေးတိုးမြှင့်မှုတွေအတွက်မျှော်မှန်းထားပါတယ်အိန္ဒိယမှာအရင်လတုန်းကမေကွန်းပေါက်တယ်ဆိုပြီးတော့ရွှေ့ခဲ့တဲ့စစ်တက်ကတူဝင်ခွင့်ဆမှုပွဲအခုစစ်နေပြီးတော့ဒီဆမှုပွဲကိုចောင်းသားပေါင်း2တန်းကျော်ကဝင်ပြေးနေပါတယ်စစ်ကြောင်းတရားဖို့အတွက်အသိကိုရှင်ပြန်ရတဲ့ဆမှုပွဲမှာ biometrics နဲ့လူကိုစစ်စစ်တာ AI သုံးကင်မရာတွေနဲ့ဆမှုပွဲကိုစောင့်ကြည့်တာတွေပါဝင်ဆမှုပွဲကိုအမှားယွင်းကင်းအောင်လှုပ်ဆောင်ထားတယ်လို့မြို့သားဆမှုပွဲအေဂျင်စီကပြောပါတယ်ကမ္ဘာဖလားစုပွဲမှာတူနီးရှားကို၄ဂိုးမရှိနဲ့နိုင်ရန်ကောင်ကန်ခဲ့တဲ့ဂျပန်ဘောလုံးသမားတွေကိုဂျပန်အသင်းနည်းပြဟာဂျီမီမိုရီရာဆုကချီးမွမ်းလိုက်ပါတယ်ဒီရက်လက်ကြောင့်ဂျပန်အသင်းရှုံးထွက်ပွဲတွေအဆင့်ကိုတက်နိုင်ဖို့အတွက်ပုံနီးစပ်သွားပြီးတူနီးရှားကတော့ပြိုင်ပွဲကထွက်ရဖို့ဖြစ်သွားပါတယ်ဒီနေ့မှာတော့နိုင်ပိုင်းတွင်မှာယူရိုဖလားရထားတဲ့စပိန်အသင်းနဲ့ဆော်ဒီအာရေဗျအသင်းတို့ကန်ကြဖို့ရှိပါတယ် BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေနေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ကလေးတမှုလမ်းပေါ်ကခမ်းပတ်မြို့ကိုမနေ့ကပြန်သိမ်းလိုက်ပြီလို့စတက်ဘက်ကထုတ်ပြန်ပါတယ်။တော်လိုင်းတပ်တွေနဲ့နေသက်သူတွေကတော့တိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေသေးပဲလို့ဆိုပါတယ်။အဲ့ဒီခမ်းပတ်မြို့ဟာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာဗျူဟာမြောက်အရေးပါတဲ့မြို့လို့ဆိုကြပါတယ်။ပြည်စုံကိုမောင်ကပြပြမှာပါ။ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက်ရေးပါတဲ့ခမ်းပတ်မြို့ကိုပြန်သိမ်းလိုက်ပြီလို့စစ်တပ်ကထုတ်ပြန်လာပေမဲ့ဒီနေ့အထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့မြေပြင်စီးရေးချင်းတွေသိရှိသူတွေကပြောပါတယ်။ဒီနေ့မနက်ပိုင်းအထိရက်ွက်1နဲ့2မှာတိုက်ပွဲတွေဖြစ်နေပြီးနေ့လယ်ပိုင်းမှာစစ်တပ်ကလေယာဉ်နဲ့ဘုံလာကျဲသွားတယ်လို့ဆိုပါတယ်။ခမ်းပတ်မြို့ကိုမြို့သားညညရေးအစိုးရ NUG ရဲ့ကာကွယ်ရေးတပ်တွေက2023ခုနှစ်နိုဝင်ဘာလမှာသိမ်းခဲ့တာပါ။ဒါကြောင့်လက်ရှိအခြေအနေပေါ် NUG ရဲ့ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဒုဝန်ကြီးဦးကျော်နီကို BBC ကဒီနေ့နေ့လယ်ပိုင်းမေးကြည့်တဲ့အခါတိုက်ပွဲမပြီးသေးလို့အတိအကျပြောလို့မရသေးဘူးလို့ပြောပါတယ်စစ်တပ်ဟာကလေးတမှုလမ်းပိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့ဂျွန်လ9ရက်နေ့တည်းကကလေးဘက်ကရောတမှုဘက်ကနေပါထိုးစစ်ဆင်နေတာပါကလေးကနေခမ်းပတ်အထိကိုထိုးစစ်ဆင်နိုင်ခဲ့ပြီလို့လည်းစစ်တပ်ဘက်ကထုတ်ပြန်ထားပါတယ်ဒါပေမဲ့တမှုဘက်ကလာတဲ့စစ်ကြောင်းကတော့ဝိတုတ်ရွာကနေ80မတိုးနိုင်သေးဘူးလို့တော်လိုင်းတပ်ဖွဲ့နဲ့နှီးစပ်သူတို့ကပြောပါတယ်စစ်တပ်ပြန်ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ခမ်းပတ်မြို့အခြေအနေဘယ်လိုရှိနေပါလဲမြေပြင်အခြေအနေသိရှိသူတို့ကအခုလိုပြောပါတယ်အဲ့ခမ်ပန်ကိုထိန်းချုပ်ထားပြီလို့ပြောပြီးတော့လက်ပံချောင်းကိုစစ်ပေးရှောင်းအကုန်လုံးပေးလာကြတယ်ကလေးမြောက်တဲ့ရွာတွေလက်ပံချောင်းချင်းစုမြောက်ချောင်းအဲ့ဘက်ကိုအကုန်ပေးလာကြတာစစ်တပ်ကအိန္ဒိယနယ်စပ်မိုးရေးမြို့ကနေတမှုခမ်းပတ်ကလေးလန်းအဲ့ဒီကနေမှတဆင့်ကလေးဝမုံရွာရာကြီးလန်းတစ်လျှောက်ကိုထိန်းချုပ်ဖို့ပါစ조사နေတာလို့စီရေးလိလာသူတွေကပြောပါတယ်ဒါပေမဲ့အခုထိကလေးနဲ့ကလေးဝမြို့အကြောင်းကိုလည်းအပြည့်အဝထိန်းချုပ်ထားနိုင်တာမျိုးမရှိသေးဘူးလို့မြေပြင်ချင်းတွေသိရှိသူတွေကပြောပါတယ်ဒါကြောင့်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကိုစစ်တပ်အပြည့်အဝထိန်းချုပ်နိုင်ဖို့လိုအောင်မယ်လို့ CDM မိုးကြီးစင်ရောကသုံးသပ်ပါတယ်စစ်ကြောင်းကကျွန်တော်တို့ကလေးဝပေါ့နော်ကလေးဝနဲ့တဆင့်ကလေးကိုရောက်မှသာသူတို့ဒီအိန္ဒိယနေဇာလမ်းပေါ့အရင်ကျွန်တော်နေဇာပုံသွယ်ရေးလမ်းကိုပြန်ပြီးတော့တကြောင်တို့နော်ဒါတကြောင်တို့ပဲထိန်းချုပ်နိုင်တဲ့အနေအထားမျိုးရှိလာမယ်အဲ့တော့နေဇာပုံသွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်ဖို့ဆိုတာကိုပဲကျွန်တော်တို့နည်းနည်းလိုသေးတယ်သူတို့မျှော်မှန်းနေတယ်ကျွန်တော်တို့အိန္ဒိယမြန်မာထိုင်းအာရှလမ်းမကြီးအနေအထားမျိုးထိကတော့အာမကောင်းသေးတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပြီးခဲ့တဲ့ဘက်ကကလေးမြို့နီးကရာဇကြိုကျေးရွာနဲ့ရာဇကြိုဆယ်ကိုစစ်တပ်ကပြန်သိမ်းခဲ့ပါတယ်ဒါပေမဲ့ရာဇကြိုဆယ်နီးမှာဒေသကာကွယ်ရေးတပ်တွေနဲ့စစ်တပ်တို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ပေးရှောင်းတွေကိုကူညီပေးနေသူတွေကပြောပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကန်ခိုင်မှာရှိတဲ့ဒီမြန်မာနယ်စပ်ဂိတ်တကိတ်ရှင်းချွေဟော့ဂိတ်ကိုခေဟောင်းကိုပြင်ပြီးတော့ဂိတ်တစ်ကိုတိစောက်တာတွေလုပ်နေတယ်လို့သိရပါတယ်လက်ရှိမှာအဲ့ဒီချင်းချွေဟော့နယ်စပ်ဂိတ်ကနေကုန်းဒီပို့ဆောင်တင်မှုအခြေအနေကဘယ်လိုရှိပါလဲမတ်တရာကပြပြမှာပါကိုကန်တက်MND ရေးထင်းချုပ်ထားတဲ့ချင်းရွှေရော်မြို့မှာနယ်စပ်ဂိတ်အသေးတိစောက်နေတာပြီးတော့မှဖြစ်ပြီးခြံစည်းရိုးပါခတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်
ဂိတ်အဟောင်းမှာလည်းကုန်ကားအကြီးရောအသေးတွေပါရပ်နာဖို့အဆင်ပြေအောင်ဧရိယာကိုပါချက်ထွင်ပြုပြင်နေတယ်လို့ဆိုကြပါတယ်။နယ်စပ်ကုန်သည်တွေကတော့တရုတ်နယ်စပ်ကနေပြည်မအထိကုန်သွယ်ရေးလမ်းကြောင်းပြန်ဆနိုင်မှုအတွက်ကြိုတင်ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ပြောကြပါတယ်။ကိုကန်တပ်ဘက်ကတော့ချင်းရွှေရောနယ်စပ်ဂိတ်အသေးတိစောက်တာနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ဒါနဲ့ပတ်သက်ပြီးတရုတ်မြန်မာနယ်စပ်ကုန်သည်တဦးပြောတာကဖြစ်ပေါ်လာမဲ့စီးပွားရေးအခွင့်အလမ်းကိုပေါ့ပျော်ပြီးတော့ကြိုတင်ပြီးတော့ပြုပြင်လို့တော့ကျွန်တော်လည်းယူဆတယ်။ဘာလို့ဆိုကျွန်တော်တို့ဒီရေကောင်းဘောကလည်းမောင်ဝင်းပေါက်ကြီးလည်းအဲ့လိုပဲနှစ်နိုင်ငံကားကွင်းကိုသူတို့ဘက်ကနေပြီးတော့ကြိုတင်ပြီးတော့လုပ်နေတာရှိတယ်ဗျ။ဒါနဲ့ဘယ်နှစ်တည်းရက်တာဖွင့်မယ်မဖွင့်ဘူးဆိုတာမသိဘူး။တရုတ်ရဲ့ဂျောင်းဝင်ညှိနှိုင်းပေးမှုနဲ့ပြီးခဲ့တဲ့နှစ်မှာနှစ်ဖက်အပြည့်ရက်ပြီးနောက်ပိုင်းကိုကန်တက်ဟာချင်းရွှေရောနယ်စပ်ဂိတ်ကိုဖွင့်နိုင်ခဲ့ပါတယ်။အဲဒီကနေနေ့စဉ်ကုန်ကားရာကြီးနဲ့ကုန်စည်တချို့ကိုတရုတ်ဘက်တင်ပို့နေပြီးနှစ်နိုင်ငံကုန်သွယ်မှုမြင့်တင်ဆောင်ရွက်နေတယ်လို့ဒီနှစ်ဆန်းပိုင်းမှာကိုကန်တက်ကကြေညာထားပါတယ်။ဒါပေမဲ့ရှမ်းမြောက်ဒေသတွင်းကကုန်တွေပဲပို့လို့ရတာလို့အသီးနှံတင်ပို့နေတဲ့ကုန်သည်တဦးကပြောပါတယ်။မိုင်းလာဘက်ကတော့မသွားကြဘူးသွားတယ်။3-5ရက်ကြာတယ်ဆိုရင်တို့ဘက်ကလမ်းတိတ်ဆုံးပြေကြဘူး။မန္တလေးကပို့တယ်ဆိုတော့ကျွန်တော်တို့က local ပဲပို့တာ။ဒီဘက်ကိုကျွန်တော်တို့ဘက်ကပို့လို့မရသေးဘူး။မူစတီမရောက်တာမဟုတ်ဘူး။ကျွန်တော်ကဒီတောင်တွေကလာပြီးတော့ပြောကြတော့ဒီဘောဒီပဲပို့ကြတာ။လက်ရှိချင်းရွှေဟော်နယ်စပ်ဂိတ်ကနေရှမ်းမြောက်ဒေသထွက်ကုန်တွေတင်ပို့နေရတာရှိပြီးတရုတ်ဘက်ကနေ EV ဆိုင်ငယ်တွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုတင်သွင်းနေတာတွေ့ရတယ်လို့နယ်စပ်ကုန်သည်တွေကပြောပါတယ်။ပြည်မဘက်ကနေလာမဲ့ကုန်ကားတွေကိုတော့တီဘောမှာစစ်တပ်ကဖျက်ခွင့်မပေးဘူးလို့ဆိုကြပါတယ်။ဒါကြောင့်မြန်မာတရုတ်နယ်စပ်ကုန်သွယ်ရေးကအပြည့်အဝပြန်မဆနိုင်သေးဘူးလို့ကုန်သည်တွေကပြောပါတယ်။ဒါပေမဲ့နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့တရုတ်သမ္မတရှီကျင်းဖျင်တို့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမကြာခင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်နိုင်ဖို့မျှော်လင့်နေကြတယ်လို့ကုန်သည်တွေကဆိုပါတယ်။လောက်ကိုင်ဒေသချင်းရွှေဟော်မြို့နဲ့နယ်စပ်ဂိတ်တွေကို2023ခုနှစ်အောက်တိုဘာလမှာကိုကန်တက် MNDAA ကသိမ်းပိုက်ခဲ့ပြီးလက်ရှိအချိန်ထိထိန်းချုပ်ထားပါတယ်ရှင်။မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာတန်ယုံကအရင်ဆိုလို့ရှိရင်နေချင်းပြီးလုပ်ပေးတဲ့နိုင်ငံကူးလက်မှတ်တန်တိုးမှုကအခုဆိုရင်ဇူလိုင်လ1ရက်နေ့ကစပြီးတော့3ရက်ကြာမှပြန်ထုတ်ပေးမယ်လို့သိရပါတယ်။ဘာကြောင့်လဲကိုင်းကိုဆိုကပြပြမှာပါ။မြန်မာတန်ယုံမှာတရက်ကိုစာအုပ်350ကနေ400ခန်းအထိကိုစစ်စစ်လုပ်ကင်ရတဲ့အပေါ်အများပြည်သူစောင့်ဆိုင်းရတာမျိုးကြောင့်အဆင်မပြေကြဘူးဆိုတဲ့အကြံပြုချက်တွေကြောင့်အခုလိုပြောင်းလဲလိုက်တာလို့တန်ယုံဘက်ကအကြောင်းပြချက်ပေးထားပါတယ်။ခုလိုပြောင်းလဲမှုကဆက်အနာသိမ်းမှုကိုစန့်ကျင်ကြတဲ့မလေးရှားရောက်နိုင်ငံသားတွေကိုပို့ပြီးတော့စစ်စစ်ကြက်မှတ်ချင်တာဖြစ်နိုင်တယ်လို့မလေးရှားရောက်မြန်မာတွေကလည်းပြောကြပါတယ်။ဒီဘက်မှာလည်းမှတ်ပုံတင်တဲ့အိမ်တော်စုစီရင်အတူတွေနဲ့မမှန်ကန်လျှောက်ထားမှုတွေရှိတာကြောင့်အခုလိုစစ်စစ်မှုတွေကိုတင်းကျပ်တာမျိုးလို့မြန်မာတန်ယုံမှာအဝင်ထွက်ရှိတဲ့မြန်မာအချို့ကဆိုရှယ်မီဒီယာတွေကနေပြောဆိုကြတာမျိုးလည်းတွေ့ရပါတယ်။ဘာကြောင့်ဖြစ်နိုင်ပါသလဲမလေးရှားရောက်မြန်မာအရေးကူညီပေးနေသူကိုမင်းထိုက်က BBC ကိုအခုလိုပြောပြပါတယ်။ဒီချားရေးဆိုတာလေကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုရင်ရှောက်တဲ့သူကြီးကအများကြီးပဲဆိုတော့ကျွန်တော်စီမံကြည့်ပဲကိုအခုဒီတောင်းကြတဲ့သူတွေကအများကြီးရှိပါတယ်ဒီစီနေများလည်းမေးချပါတယ်အဲကြောင့်တနိုင်ငံလုံးအတိုင်းအတာတွေကဒီတရားဝင်နေတဲ့သူတွေကအများတော့စောက်ကိုလူလာနဲ့လူရှင်းကြတယ်အခုတမတ်ချက်ကြောင့်ပြည်내အပါဝင်နယ်ဝေးကနေစာအုပ်လာလုပ်ကြတဲ့အလုပ်သမားတွေအတွက်တော့ခရီးသွားလာရတာအလုံးမှာခွင့်ယူရတာမျိုးတွေအပြင်ထက်ဆောင်ကုန်ကြစိတ်တွေထပ်မြင့်လာနိုင်တယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်ပုံမှန်တန်းတိုးစိမ်းနှုန်းဟာမလေးရှား ringgit 200ကျော်မြန်မာငွေ2သိန်းခန့်ရှိပေမဲ့တကယ်ကုန်ကြငွေက ringgit 900ကနေ600ကြားမြန်မာငွေ9သိန်းကျော်အထိကိုကျပါတယ်ပွဲသားတွေနဲ့လောက်ကင်ကြသူတွေဆိုရင် ringgit 2000ကျော်မြန်မာငွေနဲ့ဆိုရင်အနည်းဆုံး18သိန်းကျော်အထိကိုကုန်ကြတာတွေလည်းရှိနေတယ်လို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်တစ်ဖက်မှာလည်းမလေးရှားကိုရောက်နေတဲ့စီရီယန်တွေကိုလက်ရှိအချိန်ထိနိုင်ငံကူးလက်မှတ်တက်တန်းတိုးခွင့်ကိုလုံးဝခွင့်မပြုပေးဘူးလို့မလေးရှားရောက်မြန်မာတွေထံကသိရပါတယ်ဒါပြင်မလေးရှားရောက်မြန်မာတွေအပေါ်အဖမ်းဆီးတွေများလာတာကြောင့်မလေးရှားမှာရပ်တည်ဖို့အခက်အခဲရှိနေတယ်လို့ဒီပညာတက္ကသိုလ်ရဲ့ကတိကအဟောင်းတအုပ်ကအခုလိုပြောပြပါဗျ။ညဘက်ဆိုရင်ကောင်းကောင်းတော့အိတ်လို့မရတဲ့အခြေအနေပေါ့လေနော်အဲ့လိုမျိုးဘယ်နေရာပဲချိန်ဆိုတာလည်းအသက်ပြောလို့မရဘူးလေနော် operation ကသူတို့ဝင်ချင်တဲ့အချိန်ဝင်ချင်တဲ့နေရာမှာဝင်လာဆိုတော့လေကလေးငယ်လေး2ယောက်နေဆိုတော့ကျွန်မတအားစိတ်ပူတယ်ပေါ့အဲ့လိုမျိုးတကယ်လို့ဖမ်းမိသွားတာတို့ဘာလို့ဆိုရင်တော့ကျွန်မတို့တော်တော်စိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်ပေါ့လေမြန်မာပြည်ဆိုရင်လည်းဘယ်လိုမှပြန်လို့မရတဲ့အခြေအနေမျိုးရှိနေတာဆိုတော့လေအဲကြောင့်ကျွန်မဒီမှာနေရတာတို့ကိုစိုးရိမ်နေရတဲ့အခြေအနေဖြစ်နေတယ်ပေါ့။ဒါအနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့မြန်မာနိုင်ငံသားအများပြားဟာမလေးရှားနိုင်ငံကိုပါထွက်ပြေးလာကြတယ်လို့မြန်မာအရေးကူညီပေးသူတွေထံကသိရပါတယ်။တော်ရရှိပါများဒီနေ့ BBC မြန်မာရဲ့ဒီညပိုင်း
ရီယိုထုတ်လွှင့်မှုစီစဉ်ကတော့ဒီမှာပြီးဆုံးပါပြီခင်ဗျာရေဒီယိုပြင်ကျွန်တော်တို့တဲ့ website Facebook YouTube စတဲ့နေရာတွေကလည်းသတင်းတွေကိုချိန်နဲ့တပြေးညီပြပို့နေတာပါတော်ရရှင်တို့ပေးပြဝေကွာလို့ရှင်လဲချမ်းကြပါစေခင်ဗျာ BC ကိုနားချင်တဲ့အထူးကျေးဇူးတင်ပါတယ်BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။